ရင်နိုင်ငံဘာလို့ထူထောင်လဲလို့ကောတိုလေနိုင်ငံဘာလို့ထူထောင်လဲလို့ကျင်ညာလိုက်လဲဆိုရင်ဟိုဟာပေါ်ယူကြောင်ပေါ်တော်နဲ့ထားလောက်တာတော့မဟုတ်နော်တို့အတွင်းနဲ့တို့ရှိတယ်ဘာလို့ဆိုပညာတတ်တယ်နော်ဘိုးချုပ်နဲ့ဒါများဆိုတာပညာတတ်တယ်သူ့မှာပြည်သူထောက်ခံမှုအားနည်းလာတယ်နော်အားနည်းလာတော့သူဘာလို့အဲ့လိုမျိုးနိုင်ငံတွေထားကျင်ညာလဲဘာလို့အဲ့လိုတွေထားလို့လဲဆိုရင်သူ့မှာသူ့အတွေ့နဲ့သူရှိတယ်သူ့လောက်ကွက်နဲ့သူရှိတယ်သူရှင်းပြောရရဲ့သူအခုကြားဖြန့်တွေကနေမြေကျင်းလာတဲ့ခါကျတော့သူကအဲ့လိုထားကျင်ညာရဲ့ကြားဖြန့်တွေကိုလက်ခံလို့ရတယ်လေလက်ခံလို့ရတယ်သူနယ်မြေထဲမှာကြားဖြန့်တွေကိုဖိတ်ခေါ်တဲ့သဘောမျိုးပဲကျွန်တော်အမြင်မှာတော့အဲ့လိုပဲထင်တယ်ဘာလို့ဆိုတော့အကြောင်းမဲ့ကျင်ညာစရာအကြောင်းတော့မရှိဘူးနော်အဲ့လိုမျိုး